တရားတရားတန်ခါမိဘဆေယာနေရင်ယူကျူဦးချာငါတင်စရာမြင်စရာကြားစရာများစိတ်မစင်မြဲမမေ့လို့နေတာကြွလာဆွေတာပေါင်းကမာရီချမ်းမချမ်းသာဒုက္ခရရမာရီချကိုယ့်ရဲ့စာတီကိုရောက်တယ်လို့ပဲဟုတ်ကဲ့ဒါလည်းဆိုတကယ်ချင်းရင်းနေဟုတ်ကဲ့ငါအိုးဘက်ကကိုတော်ညီတဲ့လူပြိုးလို့တော့ပြောတာပဲမိမတော့ပါလာတယ်ချင်းနေကြတယ်တကယ်ဖေရိုရီကိုရိုရီစူကြရင်းနဲ့ကိုတခေဘာလို့ပြေလို့တန်းတူမမရီဘာလို့ပြေထားကြမှာမရီမင်းသမီးတယောက်ကတော့မင်းသားနဲ့ပြိုင်းနေတယ်ခင်ဗျာအယောင်စင်တူလိုက်ဝတ်တယ်မင်းသားနဲ့ဒီကနုပါတူတာဘာမလေးမသိဘူးငါ့ကိုချက်ပြီးတယ်လို့ပဲနော်ဘာနိုင်တော့ဟာဘာနိုင်မလားဘာနိုင်လဲအစားဟုတ်ညလဘာဖြစ်လို့လဲအော်အဲ့လိုမျိုးကျွန်တော်တို့တပင်းတစ်ခေတ်မှာမတ်ကြောက်တင်နိုင်မှုတော့ကျွန်တော်စိုင်းရင်မို့ပို့လို့တိုးလို့ကျူစားသွားမယ်ဒီကမဟာမြတ်မုနီပွဲတဲ့နောက်လာမဲ့မန္တလေးဒုတိယအချိန်မြောက်ပွဲပို့လို့ကောင်းစီရမယ်ခင်ဗျာကျိုးသားမယ်ဒီစိုင်းရင်မို့ကနောက်စိုင်းရင်မို့လည်းပြန်ရမယ်ပထမညစိုင်းရင်မို့ဒုတိယစိုင်းရင်မို့တာစီရမယ်ဟုတ်ကဲ့နော်ဘာကြောင့်မလို့အဲ့ဒါဘာလဲဆိုတော့ချစ်တဲ့မိသားစုကြီးကိုကျေးဇူးဆက်ရတယ်ဟုတ်ကဲ့ချစ်တဲ့မိသားစုရတော့တဖြည်းဖြည်းနဲ့များလာတယ်ပို့ပြီးတိုးပြီးတော့အဲ့ဒီတော့အမှုပညာတွေလည်းအများကြီးချပြရမယ်ဟုတ်ကဲ့ဒါကြောင့်မလို့တပည့်တစ်ခေတ်မတ်ကြောက်တင်နိုင်မှုအတွက်တေးဆရာကြီးဂီတဆာဆိုကိုတက်ဦးရေးပြတာတဲ့တေးချင်းတစ်ပုဒ်နဲ့ချစ်တဲ့မိသားစုကြီးကိုဖြောပြတင်ဆက်ချင်တယ်ဗျာကြားမယ်ကြားတယ်